အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ Bandy and the In Matching ဆိုတဲ့ Indie Horror Game အကြောင်းလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ် Bandy and the In Matching ဆိုတဲ့ game ကိုကျွန်တော်တို့ Joey Do Studio ကနေပြီးတော့2019မှာစတင်ပြီးတော့ release လုပ်ခဲ့ပါတယ်ဒီ game ကိုတော့ကျွန်တော်တို့ PC, Xbox, PlayStation တွေအပြင်ကျွန်တော်တို့ iOS နဲ့ Android တွေမှာပါဆော့ကစားလို့ရပါတယ်ဆိုတော့ဒီ game ကဘယ်လိုပုံစံနဲ့မတည်အောင်ခင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပေးကြပါဦးဒီ game ကတော့ Henry ဆိုတဲ့ဇာတ်ကောင်ကနေစတင်ပါတယ်။ Henry ကတစ်ချိန်က Joey Do Studio မှာ animator အဖြစ်အလုပ်လုပ်ခဲ့တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ဒီနေ့မှာတော့ Joey Do ကနေစတဲ့ဆောင်ရလာပါတယ်။အဲဒီထဲမှာပြောထားတာကတော့ငါမင်းတို့တခုခုတရားတရားရှိတယ်။ငါရဲ့အလုပ်ဟောင်းပြန်လာလဲပါဆိုပြီးတော့ပြောထားပါတယ်။ကစားသူအနေနဲ့ကတော့ကျွန်တော်တို့ animator တယောက်ဖြစ်တဲ့ Henry ဆိုတဲ့ character နေရာကနေ point of view ဆိုတဲ့အတိုင်းကစားမှာဖြစ်ပါတယ်။သူစတဲ့ဆောင်ရပြီးနောက်သူ့ရဲ့ animation studio ကိုတင်သွားတဲ့အခါမှာတော့ studio ကအရင်ကနဲ့မတူပဲမူမမှန်တာတွေကိုတွေ့လာရမှာ Hey, here's my old desk. I wasted so much time in this chair. ဒီ game ထဲမှာတော့ game ကစားနည်းဟာစုံစမ်းဖော်ထုတ်ရတာတွေဘေရီထီဖို့နဲ့အသက်ရှင်မှုတီးရတာတွေပါဝင်ပါတယ်ကျွန်တော်တို့ဒီ game ရဲ့ဇလန်းဆက်အိမ်နဲ့တချို့ law တွေကအရန်စိတ်ဝင်စားဖို့ကောင်းပါတယ်Joey Do Studio ကဒီကာတွန်းဇာတ်ကောင်တွေကိုအသက်ဝင်လာအောင်ကြိုးစားခဲ့တယ်ဆိုတာကျွန်တော်တတိထားမိမယ်ထင်ပါတယ်ကျွန်တော်ဒီ game ရဲ့နောက်ပိုင်းကိုသွားလေလောကပို့ပြီးတော့နိုင်ချိုင်းလာလေးပဲဖြစ်ပါတယ်ဒီ game က chance scale တွေပါပါတယ်ခါကြရင် Bandy ရဲ့ cupboard တွေကကိုရှိမှာပေါ်နေရမျိုးလိုအဲ့လိုမျိုးတွေပေါ်လာတတ်ပါတယ်ကျွန်တော်ဒီ Bandy နဲ့ In Matching ဆိုတဲ့ game ကိုကြည့်လိုက်မယ်ဆိုရင်ဒီ game ကတခြား horror game တွေနဲ့မတူဘဲနဲ့လုံးဝမတူညီခွဲထားတဲ့ design တွေနဲ့ဖန်တီးထားတာတွေ့ရပါတယ်။ Brother တို့က indie horror storytelling နဲ့ဒီ law တွေကိုကြိုက်နေတတ်တယ်ဆိုရင်တော့ဒီ Bandy နဲ့ In Matching ဆိုတဲ့ game လေးကိုကျွန်တော်ဆော့ဖို့အကြံပေးခြင်းပါ။ Brother တို့အနေနဲ့ Bandy game ကိုဆော့ဖို့ရဆိုရင် Brother တို့ရဲ့အတွေ့အကြုံကို comment မှာရေးပြီးသွားလို့ရပါတယ်။နောက်ပြီးတော့ကျွန်တော်ဒီ game ရဲ့ link ကိုကျွန်တော်ရဲ့ description မှာ link ချပေးထားပါမယ်။ကျွန်တော်ရဲ့ video လေးကိုအဆုံးထိကြည့်ပေးတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်